ဇလန်လေးရဲ့အစမှာတော့ပစ္စည်းပို့သမားကပြန်ပြီးသမားတွေကိုနောက်ရောက်ခံဖို့လုပ်နေတော့မှစာဝတ်တယောက်ရောက်လာခဲ့ပါတယ်။ရောက်လာပြီးတော့ကျွန်တော်ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်တွေကိုပြန်ယူပေးပါ။ခင်ဗျားကအင်အားကြီးတယ်။ယုံကြည်တတ်တဲ့လူတစ်ယောက်လည်းဖြစ်တာကြောင့်မှတ်ဉာဏ်တွေပြန်ယူပေးပါလို့ပြောခဲ့တယ်။ပစ္စည်းပို့သမားလည်းကောင်းလေးလောလောဆယ်မင်းအနားယူလာအောင်မင်းလို့ဆရာရှိသေးတယ်။မင်းအိမ်မင်းပြန်ဆိုပြီးတော့မောင်းထုတ်လိုက်ပါတော့တယ်။ဒီနေ့ပစ္စည်းပို့သမားလည်းဂန္ဓန်ပြည်နယ်ကလူတစ်ယောက်ကိုတွားတွေ့ပြီးတော့အခုလိုကလေးတွေကိုပြန်ပြီးဆွဲအားလုံးကိုဒုက္ခရအောင်လုပ်နေတဲ့အကြမ်းဖက်သမားတွေအကြောင်းမေးခဲ့တယ်။တစ်ဖက်မေးတဲ့လူကလည်းနောက်ွယ်ကကြိုးကိုင်နေတဲ့လူကအင်အားကြီးတာကြောင့်အခုတွေကနောက်ဆုတ်ပြီးတော့ထပ်မပတ်သက်ဖို့အတွက်ပြောနေခဲ့ပါတယ်။ပစ္စည်းပို့သမားကလည်းမပတ်သက်လို့မရတဲ့အကြောင်းနောက်ထပ်အခြေအနေတွေဒီထက်ပိုဆိုးလာမယ်ဆိုရင်တော့အားလုံးအမျိုးပြုတ်သွားမယ်လို့ပြောခဲ့ပါတယ်။အခုတောင်ပြန်ပြီးဆွဲခံရတဲ့ကလေးကရာချီလာတဲ့အပြင်ရရဆက်ဆက်အသက်ခံထားရတဲ့ဒုက္ခတဲ့အရေးအတွက်ကလည်းတောင်ကနန်းချီရှိလာတာကြောင့်ကြာရင်တော့အကုန်မျိုးပြုတ်ကုန်မယ်လို့ပြောခဲ့ပါတယ်။တစ်ဖက်မှာလည်းဗိုလ်မှူးကပစ္စည်းပို့သမားတွေနဲ့ပြန်ပြီးဆွဲရတဲ့အကြောင်းတွေကိုအသေးစိတ်စုံစမ်းနေခဲ့ပါတယ်။ဒုက္ခတဲ့ပစ္စည်းပို့သမားတွေဖြစ်တာကြောင့်အကြမ်းဖက်လက်နက်ကင်နေနဲ့လည်းဆက်နေနိုင်တယ်လို့နောက်ွယ်ကနေလှုပ်ရှားနေသူတွေလည်းဖြစ်နိုင်တယ်ဆိုပြီးတော့ကောက်ချက်ချနေကြပါတယ်။တစ်ဖက်မှာလည်းပစ္စည်းပို့သမားဦးဆောင်ပြီးတော့အဖွဲ့ဝင်တွေကိုအစည်းအဝေးခေါ်ကပြန်ပြီးဆွဲရတဲ့အကြောင်းရင်းဇင်းမြစ်ကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ပြန်ပြီးဆွဲတဲ့နောက်ွယ်ကချွန်မြောင်းမိသားစုပေါဝင်နေတယ်ဆိုပြီးပစ္စည်းပို့သမားကတစ်ထစ်ချအဖွဲ့သားတွေကိုပြောခဲ့ပါတယ်။အဖွဲ့သားတွေကလည်းဘာလို့အဲ့လိုပြောလဲလို့မေးတော့ကလေးတွေကိုပြန်ပြီးဆွဲနေတာကတရေပြောင်းဖို့လုပ်နေတာပြီးတော့ဒုက္ခသည်တွေကိုတတ်နေတာကလည်းသူတို့ရှင်သန်မှုအတွက်လုပ်နေတာဆိုပြီးတက်တီတွေချပြခဲ့ပါတယ်။စကားကောင်းနေကြတော့မှပဲဘူမှုရောက်လာခဲ့တယ်။ပစ္စည်းပို့သမားလည်းဒီချိန်ကြီးဘာလို့လာတာလဲဘာကိစ္စလာတာလဲလို့မေးတော့အရင်တစ်ခေါက်ကပြန်ပြီးဆွဲကိစ္စကိုလာတာလို့ပြောခဲ့ပါတယ်။မကြာသေးခင်ကပစ္စည်းပို့သမားတယောက်အသက်ခံရတာကြောင့်လာမိတာဖြစ်တယ်။သူ့ဘာသာသူအလွတ်အလွန်ကျွံလောက်တာကြောင့်အခုလိုသေဆုံးတာဖြစ်တယ်လို့ဖြေခဲ့ပါတယ်။ခဏနေတော့ပစ္စည်းပို့သမားကဘုံမှုတတိထားပါအင်အားကြီးလုပ်ငန်းစုကဒုက္ခသည်တွေကိုဖမ်းဆီးတပ်ဖြတ်နေတယ်အချိန်မျိုးလူမျိုးစုံဖမ်းဆီးနိုင်တာကြောင့်ဘုံမှုလဲတွာလာတတိထားပါလို့ပြောခဲ့ပါတယ်ဒီနေ့ချွန်မြောင်းလုပ်ငန်းစုကြီးကသူတို့လုပ်ငန်းအတွက်ပစ္စည်းပို့သမားရွေးချယ်ဖို့အတွက်ကြီးညာလာခဲ့ပါတယ်လာလျှောက်တဲ့သူတွေထဲမှာတယောက်ချဲကိုသာရွေးချယ်မှာဖြစ်တာကြောင့်တေချာစူးစမ်းကြဖို့တတိပေးခဲ့တယ်ဒုက္ခသည်အများပြားလဲဝင်ရောက်ရှင်မြိုင်ကြပြီးတော့စာအုပ်တို့လည်းပေါင်းဝင်ပါတယ်တကယ်တော့ပစ္စည်းပို့သမားခေါင်းဆောင်ကစာအုပ်ကိုလေ့ကျင့်ပြီးချွန်မြောင်းလုပ်ငန်းစုတွေကိုဝင်ခိုင်းမှာဖြစ်ပါတယ်စာဝကတိုက်ရိုက်ခိုက်ရည်လည်းညံ့တယ်လို့ထက်မြက်သူတယောက်လည်းမဟုတ်တာကြောင့်တော်တော်လေးကိုလေ့ကျင့်သင်ကြားပေးနေခဲ့ရပါတယ်။ပြန်ပွဲပထမအချိန်မှာအောက်ဆီဂျင်ရှော့ထားပြီးနောက်ဆုံးအသက်ရှင်သူရွေးချယ်ပွဲမှာအချင်းချင်းတက်ဖြတ်ထိုးကြိတ်ကြရင်းနဲ့စကားတင်စင်းတဲ့ကိုစာဝဝင်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းချွန်မြောင်းတတိကဘုံမှုကိုစကန်နာရီထိုးပူပေါင်းပေးဖို့အတွက်ဖိတ်ခေါ်ခဲ့တယ်။နောက်တစ်ချိန်ဒုတိယအချီပြန်ပွဲမှာပစ္စည်းပို့အောင်မှာဖြစ်တာကြောင့်နောက်ဆုံးအသက်ရှင်ကျန်ရည်သူတယောက်တည်းကိုပဲရွေးချယ်မှာဖြစ်ပါတယ်။အချင်းချင်းတိုက်ကြတက်ကြပြစ်ခတ်ကြရင်းနဲ့နောက်ဆုံးမှာတော့စာအုပ်နဲ့နောက်ထပ်ပြန်မဝင်တယောက်ပဲကျန်တော့တဲ့အခါပြည်သက်ကြီးနောက်လာမယ့်အပိုင်းလေးမှာတော့စာအုပ်တယောက်ပြန်ပွဲမှာအနိုင်ရပြီးတော့ကျွမြောက်လုပ်ငန်းစုပစ္စည်းပို့သမားဖြစ်လာမလားဆိုတာကတော့ရင်ကုန်စွာနဲ့ပဲဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါအောင်နော်